ဟင်းခတ်အမွေးကြိုက်တညုံဒါပေမဲ့လူနှစ်ယောက်ကိုကျွေးလိုက်ရင်တယောက်ကလန်ဆန်းတယ်လို့ပြောပြီးနောက်တစ်ယောက်ကဆက်ပြအရာတာလို့ပြောတယ်ဟုတ်ပါတယ်နနပင်ချောင်းပြောနေတာပါဒီပင်လေးရဲ့နောက်ွယ်ကအကြီးအကျယ်ကွဲပြားနေတဲ့ဇလန်းကိုဒီနေ့အတူတူကြည့်ကြရအောင်ဒီမေးခွန်းကိုပဲစဉ်းစားကြည့်လိုက်လေဟင်းတစ်ခွက်ထဲမှာဒီအပြင်လေးပါလာရင်လုံးဝလန်းဆန်းသွားတယ်လို့ခံစားရတဲ့ဘက်ကလားဒါမှဟုတ်စက်ပြခဲဝါလိုက်ရတယ်လို့ပဲလို့ခံစားရတဲ့ဘက်ကလားဒါကလေတကယ်ကိုစားပွဲဝိုင်းဒီမှာအငင်းပွားမှုတွေဖြစ်စေတဲ့မေးခွန်းတစ်ခုပဲအဲ့ဒီတော့ဒီအရသာကွဲပြားမှုကြီးဟာနေပဲနန်ပင်အငင်းပွားမှုကြီးဆိုတာကြီးဖြစ်လာတော့တာပဲတကယ်တော့စဉ်းစားကြည့်လေဟင်းခတ်ပင်လေးတစ်ခုကဘလို့လောက်ပြီးလူတွေကြားမှာဒီလောက်တောင်သဘောထားကွဲလွဲမှုတွေဖြစ်စေနိုင်ရတာလေဟင်ကဲအတူတူဖြေရှာကြည့်ကြတာပေါ့နန်ပင်မကြိုက်တဲ့သူတယောက်ဆိုရလေဘလို့တောင်ပြောသွားလဲဆိုတော့ကျွန်တော်အတွက်တော့နန်ပင်အရသာက Irish Spring စပ်ပြခဲလို့ပဲဗျာတဲ့ကြည့်ပါဦးဒီလောက်ထိပြင်းပြင်းထန်ထန်ခံစားရတဲ့အချီဖြစ်စေတာဘာကြောင့်လဲအဖေကအံ့ဩစရာကောင်းတော့အောင်တိပံပြန်ညားတဲ့မှာရှိနေပါတယ်ကဲအဲ့ဒီအဖြေကိုမတွားခင်မှာဒီပဟေရီရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုကိုအရင်ရှင်းရအောင်အဲ့ဒါကတော့သူ့ရဲ့နာမည်ရှုပ်ထွေးမှုပါပဲရုပ်ကပိတာအရာပြောရရင်တော့လေတကပင်တမျိုးတဲ့ပဲသူ့ရဲ့သိပ္ပံနာမည်က Coriandrum sativum တဲ့ပြီးတော့သူက parsley တဲ့ခေါ်တဲ့တရုတ်နယ်မျိုးရင်းဝင်ထဲမှာပါတာပေါ့စိတ်ဝင်စားစရာကောင်းတာကသူ့ရဲ့အစိတ်မိန်အားလုံးကိုစားလို့ရတယ်ဒါငယ်အတုံးများဆုံးကတော့အရက်စိမ့်နဲ့အစီချော့ပေါ့အဲ့ဒီနာမည်ရှုပ်ထွေးမှုကဘယ်ကလာသလဲဆိုတော့ဒေသအလိုက်အခေါ်ဝေါ်ကွဲပြားလို့ပါဥပမာအမေရိကန်မှာဆိုရင်အရွက်စိမ့်ကိုစီလန်ထရူလို့ခေါ်တယ်ဒါကစပိန်စကားလုံးကလာတာပေါ့အစဲကိုကြတော့ coriander လို့ခေါ်ပြန်ရော UK တို့ဘာတို့ဘက်မှာကြတော့ပူယိုးရှင်းတယ်အရွက်ကို fresh coriander အစဲကို coriander seeds ဒီလိုပဲခေါ်ကြတာကဲအခုတော့ဒီဇလိုင်းရဲ့အကြီးကအချက်အားလုံးသိချင်နေတဲ့တိပါနီကအခြေစီကိုရောက်လာပါပြီအဲ့ဒီဆက်ပြအရသာလို့ခံစားရတာကလေကြီးများတာအစာရွေးတာလုံးဝမဟုတ်ပါဘူးအားလုံးကမျိုးရိုးပြီးစားကြောင်းပါဒီအချက်လက်တွေကိုကြည့်လိုက်ရင်တော့တော်တော်စိတ်ဝင်စားစရာကောင်းတယ်နနမကြိုက်တဲ့နှုံးကလေလူမျိုးစုအလိုက်တိတ်တိတ်သာသာကွဲနေရဥပမာအရှက်အရှားသားဒီမှာ27ရာခိုင်နှုန်းလောက်ကမကြိုက်ကြဘူးဒါပေမဲ့နနမကိုအများကြီးတုံးတဲ့တောင်အာရှ Hispanic နဲ့အရှက်အလယ်ပိုင်းသားတွေမှာတော့9ရာခိုင်နှုန်းလောက်ပဲရှိတယ်ဒါကဘာကိုပြနေလဲဆိုတော့ဒီကိစ္စကအရသာခံစားမှုသက်သက်ချက်ကိုပိုနက်နေတဲ့အကြောင်းရင်းတစ်ခုရှိနေရဆိုတာပဲအဲ့ဒီနက်နေတဲ့အကြောင်းရင်းအဓိကတရားခံကတော့ဒါပါပဲစပြလို့အရသာကိုခန်းစားမိစေရဲ့မျိုးရိုး bees သူ့နာမည်က OR6A2 တဲ့ဒါဘယ်လိုအလုံးလုံးတလဲဆိုတော့ aldehydes ဆိုတဲ့ဓာတုချက်ပေါင်းတစ်မျိုးရှိတယ်အဲ့ဒါကနနံပင်မှာလည်းပါတယ်စပြမှာလည်းပါတယ်အခုနပြောတဲ့ OR6A2 မျိုးရိုးဗီဇရှိတဲ့သူတွေရဲ့အနံ့ခံအိုင်တုံးကအဲ့ဒီ aldehydes ကိုအလွန်အမင်း sensitive ဖြစ်နေတယ်အဲ့တော့သူတို့ကနနံပင်စားလိုက်တဲ့အခါတကယ်ကိုပဲစပြမှာပါတဲ့ဓာတုပစ္စည်းရဲ့ရတာကိုခံစားမိနေရပါကဲသိပ္ပံဇလန်းကတော့ရှင်းသွားပြီအခုဒီအပြင်ရဲ့သမန်းကြောင့်ဘက်ကိုတစ်ချက်လောက်ကူးကြည့်ကြရအောင်ရွှေခေတ်တင်ချိုင်းကူတွေကနေဒီနေ့ခေတ်တောက်ကူတွေအချိသူ့ရဲ့ခီးကဘလောက်ရှည်လျားခဲ့တယ်လဲဆိုတာကြည့်လိုက်ရအောင်ဒါကတော့တော်လေးအံ့ဩစရာပဲ coriander ဆိုတဲ့စကားလုံးက she Greek စကား coriandrum ကနေလာတာတဲ့အဲ့ဒီစကားလုံးကဘာနဲ့ပဲဆက်ဆက်နေနိုင်တယ်လဲဆိုတော့ chorus ဆိုတဲ့ကျမ်းပိုးလို့အဓိပ္ပာယ်ရတဲ့စကားလုံးနဲ့တဲ့ဘာလို့လဲဆိုတော့သူ့ရဲ့အနံ့ကကျမ်းပိုးနဲ့နေတူလို့ဆိုပဲနာမည်စားတော့တိတ်မမွေးပြက်လာမှမှန်ရမယ်သူ့ရဲ့တမိုင်းကတကယ်ကိုရှည်လျားပါတယ်လူတွေရဲ့တမိုင်းလောက်နေပါပဲစဉ်းစားကြည့် BC 6000လောက်ကနေကအစ္စရေးမှာဂူတွေမှာတွေ့ခဲ့တယ်အဲ့ဒီချက်ပို့ပြီးအန်ဂိုစီအကောင်တာကဖာရိုဘီယန်တူတန်ခမန်ရဲ့တင်ချိုင်းကူတွေမှာတော့တွေ့ခဲ့ရတာဒါကအဲ့ဒီခေတ်ကနေကဆက်ပြောနေပြီဆိုတာကိုပြနေတာပေါ့ပြီးတော့ရှီဂရိခေတ်မှာရေမွေလုတ်တဲ့ထည့်သုံးကြတယ်16ရာစုရောက်တော့စပိန်လူမျိုးတွေကနေတစင်အမေရိကတပ်ကိုရောက်တာပြီးအခုဆိုရင်မက္ဆီကန်အစားအစာတွေမှာမပါမဖြစ်အစိတ်ပိုင်းတစ်ခုဖြစ်လာတော့တာပဲโอเคအခုကြတော့ဒီအပင်ကဘလောက်တောင်ဆွဲဆုံးရတယ်လဲဆိုတာကိုကြည့်ကြရအောင်ဘာလို့လဲဆိုတော့အပင်ကဒပင်တဲ့ဒါပေမဲ့သူ့စီကနေလုံးဝမတူတဲ့ဟင်းခပ်ပစီ3မျိုးလောက်ရနိုင်လို့ပဲဒီအချက်ကတော့တကယ်ကိုအရေးကြီးပါတယ်မှတ်ထားရမယ့်အချက်ပဲနန်းနန်းမရဲ့ပြနဲ့အစစ်ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုလုံးဝအစားထိုးတုံးလို့မရဘူးเนาะဘာလို့လဲဆိုတော့သူတို့နှစ်ခုကအရသာရောချက်ပြုတ်တဲ့နေရာမှာအတုံးဝင်မှုရောလုံးဝကွဲပြားနေလို့ပဲကဲဒီမှာကြည့်လိုက်ရအောင်အပင်ရဲ့အစိပ်ပိုင်းတစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင်အရသာနဲ့အတုံးဝင်ပုံရှိအရွယ်ဆုံးရင်သူ့ရဲ့လန်းဆန်းတဲ့နည်းနည်း citrusy ဖြစ်တဲ့အရသာကြောင့်အစိမ်းစားတာတော့ sauce ရုပ်တာတော့အတွက်အကောင်းဆုံးပဲ
အစက်ကြတော့နှွေးထွေးတဲ့လေမုန်နဲ့တင်းတင်းလေးနဲ့အရသာကဟင်းချက်တဲ့ကအနက်အရသာကိုမြင့်တင်ပေးတဲ့အထူးသဖြင့်ထိုင်းဟင်းဒီမှာဆိုရင်လေပိုပြီးပြင်းနဲ့ပိုနှက်ဆိုင်တဲ့အရသာရောက်ဖို့အမြင့်ကိုတော့ထောင်းထက်ကြသေးတယ် ကဲနောက်ဆုံးအနေနဲ့ရောလေလက်တွေ့ကြတဲ့အပိုင်းလေးတစ်ခုပေါ့ဒီအပင်ကိုကိုယ်တိုင်စိုက်ချင်တယ်ပဲဖြစ်ဖြစ်ဈေးကဝယ်လာတာကိုပိုကောင်းအောင်သုံးချင်တယ်ပဲဖြစ်ဖြစ်အသုံးဝင်မဲ့နီလန်ကောင်းလေးတွေမျှဝေပေးတော့မှာမယ် အပင်စိုက်ဖို့တဲ့သူဆိုရင်ဒီပြဿနာကိုကြုံဖူးကြမှာပါ boarding လို့ခေါ်တယ်ဒါကဘာလဲဆိုတော့အပင်ကအရွက်စစ်မထွက်တော့ပဲရုတ်တရက်ပန်းဒီပွင့်ပြီးအစစ်ထုတ်ဖို့အသေးအတန်ဂျိုးရှားတော့တာပဲရလို့ဖြစ်သွားပြီဆိုရင်အရသာရှိတဲ့အရွက်တွေရိတ်သိမ်းလို့မရတော့ဘူးပေါ့အစိုးဆုံးကဒီဖြစ်စဉ်တစ်ခါစပြီးဆိုရင်နောက်ပြန်လဲလို့လုံးဝမရတော့ဘူး သူ့ရဲ့လက္ခဏာတွေကိုတတိထားမိလို့ရပါတယ်ပထမဆုံးပင်စီအလဲကနေထူပြီးအပိုးကိုရှုပ်ကနေထောင်တက်လာမယ်ပြီးရင်အရွက်ပုံစံကပြောင်းကြွားရောအရင်လိုဝိုင်းဝိုင်းလေးမဟုတ်တော့ပဲသေးတွေပြီးအဖျားရှူးသွားမယ်နောက်တော့ပင်စီထိတ်မှာပန်းပိုးလေးတွေပေါ်လာပြီအဲ့ရချိန်မှာအရွက်ကိုမြည်ကြည့်လိုက်ရင်အရသာကခါနေတာဒါမှမဟုတ်ပိုးပြီးဆက်ပြလို့ဖိသွားတာကိုတွေ့ရလိမ့်မယ် ဒါပေမဲ့စိတ်မပူပါနဲ့ဒီဖြစ်စဉ်ကိုနောက်နေ့ရောက်လုပ်လို့ရတဲ့နီလန်ကောင်းလေးတွေအများကြီးရှိပါတယ်ဥပမာရာသီဥတုအေးတဲ့အချိန်မှာစိုက်တာမျိုးနေ့လက်ခေးနေပူရင်အရိပ်လေးပေးထားတာမျိုးလုပ်ပေးလို့ရတယ်ပြီးတော့မျိုးရေးတဲ့အခါမှာလည်းအပွင့်ပွင့်လာနေတဲ့မျိုးကိုရေးဆိုင်နိုင်တယ်မြေကြီးဟျောင်းမပူအောင်ကောက်ရိုးလိုမျိုးနဲ့ဖုံးအုပ်ပေးထားတာကလည်းအထောက်အကူဖြစ်တယ်အကောင်းဆုံးကတော့10ရက်14ရက်လောက်တခါအစစ်တစ်တွေထိုက်ချဲပြီးရင်တစ်နှစ်ပတ်လုံးနီးပါလက်လက်ဆက်ဆက်အရက်တွေရိတ်သိမ်းနေနိုင်မှာပါ အဆုံးသက်အနေနဲ့ပြန်ကြည့်လိုက်ရင်ဒီနနံပင်လေးတစ်ခုတည်းကကိုမျိုးရိုးဗီဇာအကြောင်းလူသားတွေရဲ့ရှေးကြီးအကြောင်းနဲ့ယဉ်ကျေးမှုသမိုင်းတွေကိုပြောပြနေတယ်လို့ပါပဲဒီတော့နောက်တစ်ခါကိုယ့်ရဲ့မိဖို့ချောင်းတဲကဟင်းခတ်အမွေးကြိုင်ဘျူးလေးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာသူတို့တက်လက်ခုစီမှာတော့ဘယ်လိုမျိုးအံ့ဩစရာကောင်းတဲ့ဇလန်းဒီဖွက်ထားမလဲဆိုတာတစ်ချက်လောက်စဉ်းစားကြည့်ဖို့မကောင်းဘူးလား